ဆဲပဲပွဲကြည့်ပြတာဘယ်တော့ဆဲလို့တော့ဒီဘက်ကဘယ်ဘသူတွေကိုကြည့်ပြီးတော့မင်းကျွန်တော်စီလာမှတ်နေလဲမသိဘူးအဲ့ကြောင့်အဲ့လိုကြီးပြနားကြမခံစားတဲ့စကားလုံးတွေမပြောနဲ့ဗျာနော်ကိုရီနဲ့မရင်းကြီးတဲ့စကားလုံးတွေဘလုံးပွဲကိုကျွန်တော်တို့ကစိတ်ဖြေတာတဲ့အနေနဲ့ကိုအားပေးတဲ့တင်ကိုအေးဆေးဆေးကြည့်တာသိရမလားဒေါနဲ့မောနဲ့သိတယ်မလားအဲ့လိုမျိုးပြောဖို့အမေကအတင်းပေးမထားဘူးတို့အဲ့လောက်ဒီလေသိရမလားအာချမ်းနှုတ်ချမ်းနေမဟုတ်ဘူးကျွန်တော် A few moments later. ကာလာချိုးအော်ငါလူရမပဲလီလိုပဲဟဲ့ငါလူကန်နေရလီလိုမပဲအာချိုးဘာလို့ကိုင်းမလို့ကန်မြန်ပြီဟေးအဲ့ငါလူမသားလေတားကိုကန်နေတာမအေးလို့အဲ့လောက်ကန်ကျင်ရသလားတွေ့ရနေရနေပြီးတော့အမေကိုပေးစောကစမဲတော့ရဲ့လီရမပဲကိုရှင်မလူကြီးရှိနေတာကိုပဲမပေးဘူးဘာလို့ဒီလောက်ပေးဖို့ကိုဘလောက်တော့စဉ်းစားနေအောင်မောင်ငါလို့မွေးရသားခေါင်းကြီးကိုကြည့်